Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တော့သူလာပါဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့ code လေးကတော့ classic code တစ်မျိုးဖြစ်တဲ့ run pants code လေးပဲဖြစ်ပါတော့ခင်ဗျာဒီ code လေးရဲ့ပါဝင်မဲ့ PC လေးတွေကတော့ white run dark run pineapple juice orange juice lemon juice Canadian sour လိုပဲဖြစ်ပါတော့ခင်ဗျာ Okay ဗီဒီယိုလေးကိုစလိုက်ရအောင်ဦးဆုံးဖတ်ကိုရေခဲရိုက်တာပါမယ်ခင်ဗျာrun 45 ml ထည့်ပါမယ်dark run 45 ml ထည့်ပါမယ်pineapple juice 30 ml ထည့်ပါမယ်orange juice 45 ml ထည့်ပါမယ်lemon juice 10 ml ထည့်ပါမယ် Canadian sour 50 ml ထည့်ပါမယ် Okay ရေခဲထည့်ပြီးရှယ်လိုက်ရအောင်ကားနည်းလေးထည့်ပါမယ်ဒါလေးကတော့ run pants ကော့တေးလေးပဲဖြစ်ပါတယ်ခင်ဗျာကျော်ရဲ့ Facebook page လေးကိုလည်း like follow လုပ်ပေးခဲ့ကြဖို့မြင်တာရက်ခင်ပါတယ်ခင်ဗျာဖြုတ်ခိုင်းစေချင်တဲ့ ကော့တေးလေးတွေရှိရင်လည်း comment ထဲမှာမှန်ခဲ့ကြပါခင်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်